ဒီညာတော့မင်းကောင်က6လက်မှတ်ရမယ်ဟာတိတ်ဆိတ်နေတာပဲဒီမှာကောင်းတဲ့အစင်လေးတော့ဟေးငါသူ့ကိုချရင်ကောင်းမှမကောင်းလားစဉ်းစားရစဉ်းစားဟေးကောင်းရလဲအစင်လေးဆိုတော့စားချင်စရာတနာလိုက်တာသူ့ကိုချမလားဟဲ့အစင်လေးတော့ဟာဟုတ်လားဟဲ့ဟောဒေးဗစ်ဟယ်လိုအေးတိုင်းအေးကွာအဆင်ပြေပါတယ်ဒီမှာလဲနည်းနည်းချမ်းသာလောက်ပဲရှိရကွာဒီမှာဟဲစင်လေးတော့ဖုန်ပြောတာဒီကချစ်စရာလေးအယောဒီမှာအေးပါကွာမင်းကလည်းဒီမှာ3 4ပဲကြာမှာဆိုတော့မင်းမင်္ဂလာပွဲအမိငါပြန်လာခဲ့မှာကွာဟဲစင်ရတာချစ်စရာကြီးအေးပါဒီမှာရမ်းအေးရဒီဖက်နေရာဒီကရမ်းအေးရနေဖက်ဆိုတော့လေအေးပါကွာအေးပါအဲ့ဆိုတော့ပဲလေနော်ချပြီဒီgood nightဟာ7 နိုင်တော့ထုတ်ပြီဟာဟိုးငါအိမ်မရတော့မယ်မနေ့ပြန်လောက်သွားအောင်မဆိုတော့မနေ့ဆိုရင်အထအမှဆိုတော့အိမ်မရတော့မယ်ဟိုလူရမာငါ့ကိုတာမတကယ်ငါလည်းဒီသွားမှနေရမှာမဟုတ်ဘူး